ဘာတစ်ခုမှကားပြဖြောပြရင်အင်ကြီးလျှော့ကျသွားတာကြောင့်ပြောဆိုခံနေရတဲ့ဘော်ဘီဆောက်စာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဘော်ဘီဆောက်စာကတကြံအတွင်းမှာနေ့ဆိုရင်မှန်းတက်မှဖြောပြသလိုညပိုင်းမှာဆိုရင်လည်းဘားရိမှာကျင်းပတဲ့ private တကြံတွေမှာလိုက်ပြီးဖြောပြနေတာပါဘာမှဖြစ်တဲ့အတွက်အဝတ်စားဝတ်တဲ့အချိန်မှလည်းအလန်းဆုံးဝယ်ဆင်တာပါဘော်ဘီဆောက်စာကအခုနောက်ပိုင်းမှာရှိုးပွဲပဲဖြစ်ဖြစ်တချင်းဆိုရင်အလန်းစား fashion ဝတ်ကဖြောပြတတ်တာဖြစ်ပါတယ် fashion ကွင်းရဲ့လို့တော့တင်စားလာကြတာဖြစ်ပြီးသူဝတ်ကြကိုကြည်ရတာနဲ့တန်နေဆိုသူတွေတောင်ရှိလာကြပါတယ်တကြံတွင်ဖြစ်တာမို့တကြံ fashion တွေကအလန်းစားဝတ်ကဖြောပြရင်မတော်တဆတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဘော်ဘီဆောက်စာကသူ့တချင်းတွေကိုဖြောပြနေတဲ့အချိန်မှာဒန်ဆာ2ယောက်ကိုပါခေါ်ကဖြောပြခဲ့တာပါတကြံတွင်ဖြစ်တာမို့ဘေးမှာကားကြတဲ့မိန်းကလေး2ယောက်ကဘော်ဘီဆောက်စာကိုရေဘူးနဲ့အီလောင်းတာပါတကြံတွင်ဖြစ်တာမို့ဘေးမှာကားကြတဲ့မိန်းကလေး2ယောက်ကဘော်ဘီဆောက်စာကိုရေဘူးနဲ့အီလောင်းတာပါခဲ့ပါတယ်ဘေးကကောင်မလေး2ယောက်အီလောင်းချိန်မှာဘော်ဘီဆောက်စာကလည်းအမိုက်စားကားကွက်တွေနဲ့ဆက်ပြီးကားပြခဲ့ပါတယ်။လိန်ချိုးတဲ့ကားကွက်တွေနဲ့အတူကားရင်နဲ့ဘော်ဘီဆောက်စာရဲ့အင်ကြီးကအောက်ကိုလျှော့ကျလာခဲ့တာပါ။စက္ကန့်အတိုလေးကမှအပေါ်ကနေအရင်ပြက်အင်ကြီးကိုဝတ်ဆင်ထားတာဖြစ်ပြီးတော့ကားရဲ့အချိန်မှာအင်ကြီးကအောက်ကိုလျှော့ကျလာခဲ့တာပါ။ဒါကြောင့်မို့ရင်နမွားကိုအနေငယ်မြင်ရတဲ့အောင်ဖြစ်သွားခဲ့ပေမဲ့ဘော်ဘီဆောက်စာကအချိန်မီဆွဲတင်လိုက်ပါတယ်။ကြားပြီဆိုတာကိုသိလိုက်တာနဲ့အောက်ကိုငုံကလက်နဲ့ကားလိုက်တာပါ။ဒါပေမဲ့လည်းဖြောပြနေတဲ့အချိန်မှာကင်မရာထောင်ကရိုက်ထားသူတွေကလည်းရှိနေတာပါ။ဒါကြောင့်မို့အင်ကြီးအောက်ကိုကြားချိန်မှာအနေငယ်ပေါ်တယ်လို့ဖြစ်သွားတာကိုလည်းသိချမြင်နေရတာပါ။အဆိုပါဗီဒီယိုက TikTok မှာပြန်တဲ့အချိန်မှာတော့ဘော်ဘီဆောက်စာကိုပြောတဲ့သူတချို့ရှိလာခဲ့ပါတယ်။အဲ့ဒါကတော့လွှမ်းမိုင်ထားခဲ့တာမမှားဘူးဆိုပြီးအပိုင်ပြောဆိုသူတွေကရှိလာတာပါ။တကယ်ဆိုရင်14နှစ်ကြာတွဲခဲ့တာကမှဘော်ဘီဆောက်စာကထားခဲ့ခံရတာပါလွမ်းပိုင်ကသစ္စာဖောက်သွားတာကမှအခုကြတော့လူတွေကသူ့ဘက်ကလိုက်တယ်လို့ဖြစ်နေပြန်တာပါတချို့တွေအမြင်မှာဘော်ဘီဆောက်စာကအဝယ်စားဝတ်တာရိုင်းတယ်လို့ပြောချင်နေကြတာပါတကယ်တော့ရှိုးဝဲဖြစ်တာမို့လိုက်ဖက်တာကိုဝယ်စနာဖြစ်ပြီးတော့တချင်းနဲ့လိုက်အောင်ကားရတာပါအပေါ်ကအေးကလောင်ချတာမို့သာအင်ကြီးကမထင်မှတ်ပဲအောက်ကိုနေနေကျသွားတာပါဒါပေမဲ့လည်းဘော်ဘီဆောက်စာကအမြန်ဆွဲတင်နိုင်တာမို့တရုတ်ပြတ်တဲ့အစင်တီကိုတော့မရောက်လိုက်ပါဘူးဒါတော့လူတွေကအတင်းနဲ့အပြင်းဆိုသလိုပြောကအပြစ်တင်နေကြတာဖြစ်ပါတယ်ဘော်ဘီဆောက်စာကအခုနောက်ပိုင်းမှာအရန်ကိုလန်းလာခဲ့တယ်လို့ဆိုရမှာပါအရင်တော့ကထက်ကိုတောက်ပလာကလွှမ်းပိုင်နဲ့ပြတ်ပြီးမှပို့ပြီးတော့အောင်မြင်လာတာလည်းဖြစ်ပါတယ်အရင်တော့ကအဲ့လောက်ထိမအောင်မြင်မဲ့မိန်သလိုဖြစ်နေခဲ့တာပါဒါပေမဲ့အခုဆိုရင်စတိတ်စင်မှာဖြောပြတာကအစားအလန်းဆုံးပြင်ဆင်လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဘော်ဘီဆောက်စာကမီဒီယာရှိနေလူရှိထွက်တာတော့အတော်လေးကိုရှောင်ထားတာပါသူဖြောပြစရာရှိတာဖြောပြပြီးရင်အင်တာဗျူးဖြေတာမျိုးသိမ့်မရှိပါဘူးဒါအပြင်အခုလိုဝေဖန်တာတွေကိုလည်းသိမတုံပြန်မဲ့လောက်စရာရှိတာကိုသာဆက်ပြီးတော့အလုံးနေတတ်တာပါဘော်ဘီဆောက်စာကကြိုက်တဲ့သူရှိသလိုသူရဲ့ဟန်ပတ်အပေါ်မှာဝေဖန်တဲ့ဒဏ်ကိုလည်းအပြင်းထန်ခံရပါတယ်ငင်းငင်းမနေတတ်ပဲအမြဲတမ်းလှောက်ရနေတတ်တဲ့အကျင့်ကိုလူတွေကထောက်ပြပြောဆိုကြတာပါတကယ်တော့အဲ့ဒါကမိကလေးကပါတဲ့အကျင့်တစ်ခုလို့ဆိုရမှာဖြစ်သလိုဗီဇလို့လည်းသတ်မှတ်ထားတာပါဒါကပြောင်းလဲလို့မရပဲသူ့လိုလူမျိုးတွေလည်းအများကြီးရှိကြဘော်ဘီဆောက်စာကရှင်းပြထားတာပါငင်းငင်းနေလို့မရတာကအကျင့်တစ်ခုလို့ဖြစ်နေတာကိုရှင်းပြထားပြီးမြင်လူတွေကအပြစ်မြင်နေကြတာဖြစ်ပါတယ်ပရိသတ်ကြီးရောအင်ကြီးမတော်တဆနေရာမှားသွားတဲ့ဘော်ဘီဆောက်စာအပေါ်အမြင်လေးတွေကိုလည်းကောင်းမမှာပြပြပေးခဲ့ကြပါအောင်ရှင်